ရန်ကုန်မြို့ရဲ့ပထမဆုံးပြုလုပ်တဲ့ရန်ကုန် Heritage Night Run ကိုကျွန်တော်ပြေးဖို့သွားတာဖြစ်ပါတယ်ကျွန်တော်4နာရီခွဲကျော်လောက်မှာပွဲကိုရောက်ပါတယ်ပွဲရောက်ချင်းကျွန်တော်နာမည်ကိုရင်ရှာပါတယ်မနေ့ရှာလိုက်ရပါတယ်ပြီးတော့မှအောက်ဆုံးသားလေးမှာတွေ့ရပါဒီပွဲမှာလာပြီးတော့ပြေးရလူတော်တော်လေးများပါတယ်ခုနောက်ပိုင်း running ကအားကစားတစ်ခုအနေနဲ့မဟုတ်တော့ဘဲနဲ့ကာချာတစ်ခုအနေနဲ့ပြောင်းလဲလာတာကိုတွေ့ရပါတယ်ကျွန်တော် fitness trainer တယောက်အနေနဲ့ခုလိုမျိုးလူတိုင်းအားကစားလိုက်စားလာတွေ့ရတဲ့အတွက်ကြောင့်အများကြီးဝမ်းသာမိပါတယ်ကျွန်တော်တနာရီနဲ့34မိနစ်မှာပန်းဝင်လာခဲ့ပါတယ်ပြီးသွားရင်တော့ကျွန်တော်တငယ်ချင်းနဲ့တူတူကြီးခဲ့သင်ခဲ့ပါတယ်စိန်ပြီးသွားရင်တော့ဟန်နီကင်မှာသွားပြီးတော့တငယ်ချင်းနဲ့တူတူချိခဲ့ပါတယ်ပြီးသွားရင်တော့ဓာတ်ပုံတွေပါရိုက်ပြီးတော့အိမ်ပြန်ပါပြီ